Luis Suarez ကတမိုင်းတစ်လျှောက်အကောင်းဆုံးနံပါတ်ကိုတိုက်စစ်မှုလားလူများအတွက်တော့ဟုတ်နိုင်ပါတယ်ဒါပေမဲ့ဒီနေ့ခေတ်ဘောလုံးသမားတွေကိုပိုပြီးတန်ဖိုးထားစေမယ့်အချက်လက်တစ်ခုကိုပြောပြမယ် Luis Suarez ဟာ UEFA Champions League ပြိုင်ပွဲမှာမျှော်လင့်ထားတဲ့လောက်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူးဒါကြောင့်သူ့ကိုတမိုင်းတစ်လျှောက်အကောင်းဆုံးနံပါတ်ကိုတိုက်စစ်မှုလို့ညီသည့်အခြေအနေမှာမဆိုတတ်မှတ်ဖို့ခက်ခဲပါတယ်သူဟာ Champions League ပွဲ83ပွဲကစားပြီးဂိုး28ဂိုးတာသွင်းယူနိုင်ခဲ့ပါတယ်ကစားချိန်စုစုပေါင်းမိနစ်6000ကျော်ရှိခဲ့ပြီးပြည့်မြင့်အားဖြင့်224မိနစ်တိုင်ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့တာပါအဲ့ဒီနှုံးကိုတောင်ဦးစမတ်ဒမ်ဘီလီကကြော်ဖြတ်ထားပါတယ်တင်တစ်သားဟာမိနစ်9330မိနစ်အတွင်းဂိုး28ဂိုးသွင်းယူထားပြီးပြည့်မြင့်အားဖြင့်190မိနစ်တိုင်ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့တာပါဒါတောင်သူကဗဟုတိုက်စစ်မှုမဟုတ်သေးပါဘူး Alvaro Morata တောင် Suarez တဲ့ဂိုးပိုသွင်းထားပါတယ်သူဟာမိနစ်9000အတွင်းဂိုး29ဂိုးသွင်းယူနိုင်ခဲ့ပါတယ်ဒါပေမဲ့တကယ်အဆင့်အတန်းကိုပြောရမယ်ဆိုရင် Harry Kane ကတော့ Suarez တဲ့ပွဲ3ပွဲလောကစားထားပေမဲ့ဂိုးရတဲ့ကိုနှစ်ဆနီးပါးသွင်းယူနိုင်ခဲ့ပါတယ်။ကနန်းတွေအဖို့ပဲအခြေခံမယ်ဆိုရင်လက်ရှိအခြေမှာအကောင်းဆုံးဗဟိုတိုက်စစ်မှုက Harry Kane ဖြစ်ပါတယ်။သူဟာပြင်းပြင်းအားဖြင့်133မိနစ်တိုင်းဂိုးတကိုသွင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်နှစ်အနေငယ်အတွင်းမှာ Erling Haaland ကဒီနေရာကိုရယူနိုင်ဖို့အလားအလာအမြင့်ဆုံးရှိနေပါတယ်။လက်ရှိမှာတော့သူကအမကန်စွမ်းရည်နဲ့မိနစ်80တိုင်းဂိုးတကိုသွင်းယူနေပါတယ်။သို့တော့တမိုင်းတစ်လျှောက်အကောင်းဆုံးဆိုတဲ့အဆင့်ကိုရောက်ဖို့အတွက်တော့တီနှုံးကို10နှစ်လောက်ဆက်လက်ထိန်းသိမ်းနိုင်ဖို့လိုအပ်ပါသေးတယ်